အားလုံးပဲမင်္ဂလာပါ Apple Queen Beauty Game Show စီစဉ်ကြီးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အမှတ်အများဆုံးရရှိတဲ့ပြိုင်ပွဲဝင်အနေနဲ့ကတော့ Apple Queen အနေနဲ့ရွေးချယ်ခံရမှာဖြစ်ပြီးတော့ Apple ကနေပြီးတော့ချီးမြှင့်မဲ့စုစည်းငွေ350နဲ့အတူ Apple ရဲ့ 1 year unlimited treatment plan ကိုရရှိသွားမှာလည်းဖြစ်ပါတယ်ထူတော့တဲ့စီစဉ်လေးလည်းလှုပ်ထားသေးတယ်တစ်စက် ခေါင်းမလျှော်ပဲတဲ့အကြာဆုံးနေဘူးတဲ့ရက်အရေးအတွက်အမှန်ကဘယ်လောက်လဲ ရမယ်ဟုတ်ရဲ့ အမရဲ့အရက်မောင်ပြီးအမရဲ့ကိုယ်လည်းအပေါ်ချိတ် ဆေးမထိုးပဲနဲ့တဲ့ချွေးပေါက်ကျင်းပြီးတော့ဝက်ချံဂျိုင်းခွက်တွေတတ်တာကျင်နေဆိုရင်ဘာလုပ်ရမလဲ တွေ့ရပြလား biostimulator သေးဦးတဲ့အိမ်ပါလို့ရှင် ဝက်ချက်အတူတူဝက်ချက်တယ်hyaluronic မှန်ပါတယ် ဆက်ရှင်ကတော့ပုံမှန်နေတိုင်းသူလဲလို့ပဲလင်းသင်းတဲ့အရာပေါ့နော် ဒီတစ်ပတ်မှာအမှတ်အများဆုံးရရှိတဲ့သူကတော့